နှစ်သက်ကိုအချစ်သက်နဲ့ဖြတ်တန်းကြမယ်အမှုပညာရှင်3ဦးနံပါတ်1ထထထွန်းကတော့ချစ်သူကိုအယမ်းချစ်ပြီးအယမ်းကျူးတဲ့သူလို့ပြိတ္တတွေသိထားကြပြီးအခုဆိုရင်လေရီးစားလေးကဖုန်းဆိုင်ပိုင်ရှင်မဟုတ်တော့ဘဲနဲ့ကောင်လေးချောချောနောက်တစ်ယောက်နဲ့ချစ်စရာပုံရိပ်လေးတွေချပြလာတာကြောင့်ပြိတ္တတွေကချစ်သူအသက်လာဆိုပြီးမေးခွန်းတွေထုတ်နေကြတာပါနံပါတ်2စုအိတ်ဆန်ကတော့ရုပ်ရှင်သရုပ်ဆောင်တဦးနဲ့ဆစ်ဆက်မလို့ဖြစ်ခဲ့ပြီးမှဆစ်ဆက်ပွဲပြတ်သွားလို့ပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြပေမဲ့စုအိတ်ဆန်ကတော့အတွဲပုံတွေကိုတင်လာခဲ့တာကြောင့်ပရိသတ်တွေကသို့လောနဲ့အချစ်တင်နဲ့ဖြတ်တန်းတော်မှာလားဆိုပြီးပြောနေကြတာပဲဖြစ်ပါတယ်။နံပါတ်3နော်ဖောအေထာနော်ဖောလေးကတော့အသက်ငယ်ငယ်လေးနဲ့ရုပ်ရှင်တွေရိုက်နေရပြီးတော့ချစ်သူအသစ်ဖြစ်တဲ့နာမည်ကြီးဟိုတယ်ပိုင်ရှင်သားစီကနေအချစ်ခံနေရကြောင်းကိုပုံနဲ့တကွတင်လာခဲ့တာကြောင့်ပရိသတ်တွေအံ့ဩတကြီးဖြစ်သွားခဲ့ကြပြီးနော်ဖောလေးကိုအားကျနေကြတာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောနှစ်သက်မှာအချစ်သစ်တွေ့နေကြပြီလား။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။